โอเคအားလုံးပဲမင်္ဂလာပါကိုအောင်တောင်ကြီးတို့ channel မှာပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဗျကျွန်တော် channel လေးကိုကြည့်ရှုနေကြတဲ့ချစ်ပရိသတ်တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ကျွန်တော်ဒီနေရာကနေဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျဟုတ်ကဲ့ဒီနေ့ညမှာကျွန်တော်ရဲ့ပွဲချိုသုံးသက်ချက်လေးမပြောခင်မှာကျွန်တော်မင်းညကကျွန်တော်ရဲ့စိတ်ကြိုက်ရွေးချယ်မှုပွဲစဉ်အနေနဲ့ကျွန်တော်ဒီနယူကာဆယ်နဲ့အာဆင်နယ်တို့ရဲ့ပွဲစဉ်မှာကျွန်တော်အာဆင်နယ် body နဲ့အာဆင်နယ်ကိုကိုရွေးချယ်ပေးခဲ့တယ်နောက်တဲ့ပွဲစဉ်အနေနဲ့ကျွန်တော် HG body ကိုကျွန်တော်ရွေးချယ်ပေးခဲ့တယ်ဗျကျွန်တော်ရဲ့ PMB ရွေးချယ်မှုပွဲစဉ်တွေကဒီအာဆင်နယ် body ရလည်းအပြည့်နိုင်ခဲ့တယ်ဒီ HG body ရလည်းအပြည့်နိုင်ခဲ့တယ်ဒီအာဆင်နယ်ကိုကတော့ကျွန်တော် level လောက်ကျသွားတယ်ဗျကျွန်တော်ရဲ့ PMB ရွေးချယ်မှုမှာဒီ80ရာခိုင်နှုန်းတိနိုင်တဲ့အတွက်ကျွန်တော် 1RPT ဖြစ်မိတယ်ဒီနေ့ညမှာလည်းဆက်လက်ပြီးအနိုင်ရရှိအောင်ကျွန်တော်အကောင်းဆုံးစူးစမ်းပြီးတင်ဆက်ပေးတော့မှာဗျဒီနေ့ညမှာပွဲစဉ်များများဆဆတော့မရှိပေမဲ့ဒီအင်္ဂလန်ပရီးမီးယားလိဂ်ကပွဲစဉ်တစ်ပွဲနဲ့ဒီစပိန်လာလီဂါကပွဲစဉ်တစ်ပွဲကိုကျွန်တော်အကောင်းဆုံးစူးစမ်းပြီးတင်ဆက်ပေးတော့မှာဗျဟုတ်ကဲ့ဒီနေ့ညမှာကျွန်တော်ပွဲချုပ်သုံးသက်ပေးတော့မယ်ပထမဆုံးပွဲစဉ်ကတော့ဒီအင်္ဂလန်ပရီးမီးယားလိဂ်မှာရှီမန်ကစားနေတဲ့အဲဗာတန်နဲ့ဒီဝဟန်တို့ရဲ့ပွဲစဉ်ကိုကျွန်တော်ပွဲချုပ်သုံးသက်ပေးတော့မှာဖြစ်ပါတယ်ဒီအားလုံးမသိကြတဲ့အတိုင်းပဲဒီနေ့တင်ရဆိုရင်ဒီအင်္ဂလန်ပရီးမီးယားလိဂ်အမပေးစရာမှာရှီမန်ကစားနေတဲ့တင်တင်ဖြစ်တဲ့ဒီအင်ရှင်အဲဗာတန်တင်းကဒီအင်္ဂလန်ပရီးမီးယားလိဂ်အမပေးစရာမှာ9ပွဲရှီမန်ကစားထားပြီး2ပွဲနိုင်2ပွဲတည်2ပွဲနိုင်1ပွဲတည်2ပွဲရှုံးဆိုတဲ့ရလနဲ့ရမှတ်9မှတ်ရရှိကအဆင့်7နေရာမှာရပ်တည်နေတဲ့တင်ဖြစ်တဲ့ဗျဒီအဝေးကွင်းဖြစ်တဲ့ဒီဝဟန်အတင်းကတော့ဒီအင်္ဂလန်ပရီးမီးယားလိဂ်အမပေးစရာမှာ9ပွဲရှီမန်ကစားထားပြီး2ပွဲနိုင်4ပွဲရှုံးဆိုတဲ့ရလနဲ့ရမှတ်3မှတ်ရရှိကအဆင့်19နေရာမှာရပ်တည်နေတဲ့တင်ဖြစ်တဲ့ဗျဒီအေဗာတန်တင်းရဆိုရင်ဒီပြီးခဲ့တဲ့ဘက်မှာဆိုရင်ဒီခါရာဘောင်ဖလားပွဲစဉ်အနေနဲ့ဝူရဲ့အင်ကွင်းမှာတွားရောက်ရှမန်ကစားခဲ့ရပြီးတူချီဆိုတဲ့ရလနဲ့ရှုံးနေထားတာကိုတွေ့ရတယ်ဒီခါရာဘောင်ဖလားပွဲစဉ်မတိုင်မီဒီအင်္ဂလန်ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်အနေနဲ့ဒီလီဗာပူးကိုတွားရောက်ရှမန်လီဗာပူးရဲ့အင်ကွင်းမှာတွားရောက်ရှမန်ကစားထားတာကိုတွေ့ရတယ်ဗျအဲ့ဒီပွဲစဉ်မှာဆိုရင်လည်းဒီ2-1ဆိုတဲ့ရလနဲ့ရှုံးနေထားတာကိုတွေ့ရတယ်ဒီလိုပဲဒီအဝေးကွင်းဖြစ်တဲ့ဒီဝဟန်ကဒီပြီးခဲ့တဲ့အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်မှာဆိုရင်ဒီပဲလေးကိုအင်ကွင်းမှာအခန့်ရှမန်ကစားခဲ့ရပြီး1-2ဆိုတဲ့ရလနဲ့ရှုံးတယ်ဒီပဲလေးနဲ့ပွဲမတိုင်ခင်မှာဆိုရင်လည်းဒီတော်နီယာဟော့စပါရဲ့အင်ကွင်းမှာတွားရောက်ရှမန်ကစားထားတာကိုတွေ့ရတယ်တော်နီယာဟော့စပါရဲ့အင်ကွင်းမှာတွားရောက်ရှမန်ကစားတဲ့ပွဲစဉ်မှာဆိုရင်လည်းဒီ3-C ဆိုတဲ့ရလနဲ့ရှုံးနေထားတာကိုတွေ့ရတယ်ဗျဟိုဒီနေ့တင်းရထိတဲ့တွေ့ဆုံမှုကြည့်ရမယ်ဒီနေ့တင်းရထိတဲ့တွေ့ဆုံမှုနောက်ဆုံး9ပွဲကိုကြည့်လိုက်တဲ့အချိန်မှာဒီအင်ရှင်အေဗာတန်အတင်းက2ပွဲနိုင်2ပွဲတည်1ပွဲတာလည်းရှုံးနေထားတာကိုတွေ့ရတယ်ဗျအရင်ကတင်းရဲ့ခြေစမ်းပိုင်းကိုပြောမယ်ဆိုရင်ဒီအင်ရှင်အေဗာတန်တင်းကနိုင်ငယ်တာတယ်လို့ပြောလို့ရတယ်ဗျဒါပေမဲ့ဒီအင်ရှင်အေဗာတန်တင်းကဒီနောက်ဆုံး3ပွဲဆက်မှာဆိုရင်ဒီတို့ရဲ့တိုက်စစ်ကဂိုတွင်းအားတွေချဆင်းလာတာကိုတွေ့ရတယ်ဗျနီးပြဒေးဗစ်မိုရက်ရဲ့အတင်းဖြစ်တဲ့ဒီအေဗာတန်တင်းကသူတို့ရဲ့အိမ်ကွင်းမှာဆိုရင်တော့ဒီနောက်ဆုံးရှင်မြန်ခဲ့တဲ့3ပွဲမှာဆိုရင်3ပွဲစလုံးပေးကူးမဲ့နိုင်ပွဲတွေနဲ့တရေချမှုတွေပဲတွေ့ထားတယ်ပေးကူးလုံးဝမရှိသေးတဲ့သူတို့ရဲ့အိမ်ကွင်းခံစစ်အားကောင်းနေဆိုတဲ့ရလက်ကိုလည်းကျွန်တော်တွေ့ရှိရတယ်ဗျအိမ်ကွင်းအားကောင်းတဲ့အတင်းတင်းလည်းဖြစ်တယ်ဒီအဝေးကွင်းဖြစ်တဲ့ဝဟန်အတင်းကတော့သူတို့ရဲ့ဒီနောက်ဆုံး3ပွဲဆက်မှာဆိုရင်လည်း3ပွဲစလုံးကိုရှုံးနေထားတယ်ပြီးကြတော့ဒီနေ့ညဒီမှာခံစစ်အညံ့ဆုံးပေးကိုအများဆုံးပေးထားတဲ့အတင်းလို့လည်းကျွန်တော်တွေ့ရှိရတယ်ဗျဒီဝဟန်တင်းရစီဒီနောက်ဆုံးရှင်မြန်ခဲ့တဲ့6ပွဲကိုတွားကြည့်လိုက်တဲ့အချိန်မှာနောက်ဆုံးရှင်မြန်ခဲ့တဲ့6ပွဲမှာ16လုံးတိသူတို့ရဲ့ခံစစ်ကပေးကိုတွေပေးယူထားတာကိုတွေ့ရတယ်ဗျဒါကြောင့်မလို့ဒီနေ့ညမှာသူတို့ရဲ့ဒီနောက်တန်းရဲ့ပေါ်ရောက်မှုတွေကြောင့်ကိုပေးခဲ့ရတာကိုသူတို့အကောင်းဆုံးဖာတေးပြီးပြပြင်လာလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်ဒီပြီးကြတော့ဒီအေဗာတန်ကလည်းသူတို့ရဲ့တိုက်စစ်ကနောက်ဆုံး3ပွဲမှာ3ပွဲစလုံးကတိုက်စစ်တွင်းကိုတွေညှော်နေလာတာကိုတွေ့ရတယ်ဒီဝဟန်ကလည်းသူတို့ရဲ့ခံစစ်အမားတွေကိုအကောင်းဆုံးပြင်ဆင်လာလိမ့်မယ်ပွဲစဉ်မျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ညမှာသူတို့နဲ့တင်းထိတဲ့တွေ့ဆုံမှုမှာဂိုးနဲမယ်လို့ကျွန်တော်ကမြင်မိတယ်ဗျဒီနေ့ညမှာကျွန်တော်ရဲ့ဒီအေဗာတန်နဲ့ဝဟန်တို့ရဲ့ပွဲစဉ်မှာကျွန်တော်ကတော့ဒီအေဗာတန်နဲ့ဝဟန်ရဲ့ပွဲစဉ်မှာကျွန်တော်ကကိုရလက်အနေနဲ့ကတော့ 1C 1-1လောက်သွားမယ်လို့မြင်မိတဲ့အတွက်ဒီနေ့ညမှာကျွန်တော်ကဂိုးပေါင်းအောက်ကိုရွေးချယ်ပေးလိုက်ပါတယ်နောက်တဲ့ပွဲစဉ်အနေနဲ့ဒီစပိန်လာလီဂါပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒီဗလန်စီယာနဲ့ရီယယ်အိုဘီတိုရဲ့ပွဲစဉ်ကိုကျွန်တော်ပွဲချုပ်သုံးသပ်ပေးတော့မှာဖြစ်ပါတယ်ဗျဒီအားလုံးမသိရတယ်ပဲဒီနေ့တင်းရဒီစပိန်လာလီဂါအမပေးစရာမှာရှင်းမြန်ကစားနေတဲ့အတင်းဖြစ်တဲ့စပိန်လာလီဂါအမပေးစရာမှာ6ပွဲစီရှင်းမြန်ထားတာကိုတွေ့ရတယ်ဗျဒီ8ဗလန်စီယာကစပိန်လာလီဂါမပေးဇာပွဲစဉ်မှာဆိုရင်6ပွဲရှင်းမြန်ကစားထားပြီး2ပွဲနိုင်2ပွဲတည်2ပွဲရှုံးဆိုတဲ့ရလက်မျိုးထွက်ပေါ်ထားတာကိုတွေ့ရတယ်ဒီအဝေးကွင်းဖြစ်တဲ့ရီယယ်အိုဘီတိုတင်းကတော့ဒီစပိန်လာလီဂါမပေးဇာမှာ6ပွဲရှင်းမြန်ကစားထားပြီးတပွဲတာလည်းအနိုင်ရရှိထားက9ပွဲတိတိရှုံးနေထားတာကိုတွေ့ရတယ်ဗျဒီနေ့တင်းရထိတဲ့တွေ့ဆုံမှုကဒီနေ့ညဒီမှာတန်းတက်လာတဲ့ရီယယ်အိုဘီတိုတင်းဖြစ်တဲ့အတွက်ကြောင့်ထိတဲ့တွေ့ဆုံမှုမတွေ့သေးတာကိုတွေ့ရတယ်နောက်ပြီးဒီနေ့ညမှာဒီနေ့တင်းရခြေစမ်းပိုင်းမှာဆိုရင်တော့အင်ရှင်ဗလန်စီယာကပဲအနိုင်ဗလန်အင်ရှင်ဗလန်စီယာကခြေစမ်းပိုင်းအများကြီးတာတယ်လို့ပြောလို့ရတယ်ဒီဗလန်စီယာကဒီသူ့ရဲ့
ပြီးခဲ့တဲ့ဘက်ကသူရှင်မြန်ခိုင်းတဲ့ပွဲစဉ်နောက်ဆုံးပွဲစဉ်မှာဆိုရင်ဒီ Espanyol ကိုအိမ်ခွင့်မှာအခန့်ရှင်မြန်ကစားခဲ့ပြီး2-2ဆိုတဲ့ရလနဲ့တေချထားတယ်ဒီ Espanyol နဲ့ပွဲမတိုင်ခင်မှာလည်းဒီ Real Oviedo ကိုအိမ်ခွင့်မှာအခန့်ရှင်မြန်ကစားခဲ့ပြီး2-0ဆိုတဲ့ရလနဲ့အနိုင်ရရှိတာကနှစ်ပွဲဆက်ရလက်ကောင်းတာကိုတွေ့ရတယ်ဗျာဒီ Real Oviedo တင်းကတော့ရှင်မြန်ခဲ့တဲ့သူရဲ့ပြီးခဲ့တဲ့ဘက်ကနောက်ဆုံးရှင်မြန်ခဲ့တဲ့ပွဲစဉ်မှာဆိုရင်ဒီ Barcelona ကို3-1ဆိုတဲ့ရလက်နဲ့ရှုံးနေထားတယ်ဒီဘာစီလိုနာနဲ့ပွဲမတိုင်ခင်မှာဆိုရင်လည်းဒီအက်ချီကိုအဝေးကွင်းမှာတွားရောက်ရှိမှန်ကစားခဲ့ပြီး1-0ဆိုတဲ့ရလနဲ့ရှုံးနေထားတာကိုတွေ့ရတယ်ဗျဒီနေ့ညမှာဆိုရင်ဒီ Real Oviedo နဲ့ Valencia ရဲ့ပွဲစဉ်မှာဆိုရင်ဒီတန်တက်အတင်းဖြစ်တဲ့ Real Oviedo ကို Valencia ကတော့အနိုင်ယူပြီးတော့ဆက်လက်ပြီးနိုင်ပွဲတွေဆက်နေအောင်မယ်လို့ကျွန်တော်ကမြင်မိတဲ့အတွက်ကြောင့်မလို့ဒီနေ့ညမှာကျွန်တော်ကတော့ Real Oviedo နဲ့ Valencia ရဲ့ပွဲစဉ်မှာကျွန်တော်ကအင်ရှင်ဖြစ်တဲ့ Real Valencia body ကိုကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ကိုရလက်အနေနဲ့ကတော့ 1-2-0 လောက်တောင်းမယ်လို့ကျွန်တော်ကမြင်မိပါတယ်ဗျဟုတ်ကဲ့ချင်းမိတ်ဆွေတို့ကျွန်တော်ရဲ့ဒီရွေးချယ်မှုပွဲစဉ်လေးတွေကိုအတွေးတူအကြိုက်တူမှာဆောက်ကစားစေချင်ပါတယ်ရလက်ကောင်းတွေရရှိပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျကျွန်တော်စီမှာဒီစိတ်ကြိုက်တဲ့ပွဲကောင်းပွဲစဉ်တွေအပြင် free mount တွေလေးတွေလည်းအလကား free ချပေးထားတာကို free ချပေးထားပါတယ်ဗျကျွန်တော်ရဲ့ဒီစိတ်ကြိုက်တဲ့ပွဲကောင်းတွေ free mount တွေလေးတွေကိုလိုချင်နေဆိုရင်တော့ကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့ comment မှာကျွန်တော်ရဲ့ Telegram channel link လေးချပေးထားပါတယ်ဗျကျွန်တော်ရဲ့ Telegram channel link လေးကို join ပြီးတော့ကျွန်တော်ရဲ့ free mount တွေလေးတွေဒီစိတ်ကြိုက်ဝဲကောင်းလေးတွေနောက်ပြီးဒီကြေးအပြောင်းလဲဇရာလေးတွေကိုကျွန်တော်နေ့စဉ်နေ့တိုင်းကျွန်တော်ရဲ့ Telegram channel လေးမှာချပေးထားပါတယ်ကျွန်တော်ရဲ့ Telegram channel လေးကို join ပြီးတော့ချင်းမိတ်ဆွေတို့အလကားအခမဲ့ရယူနိုင်ပါတယ်ဆိုတာကိုကျွန်တော်ပြောကြားသတင်းကောင်းအနေနဲ့ကျွန်တော်ပြောကြားခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဒီလောက်ပဲတင်ဆက်ပါစီ